မြန်မာနိုင်ငံရဲ့နိုင်ငံရေးရည်စည်းကြောင်းနဲ့လက်ရှိမြန်မာနိုင်ငံရဲ့ရည်စည်းကြောင်းဘာမှဖြစ်စရာအကြောင်းဖြစ်ပါဘူးမြန်မာနိုင်ငံတော့ဘာမှစိုးစရာမရှိဘူးကျွန်တော်တို့နိုင်ငံကောင်းဆောင်တွေကပန်းပန်လှည့်ပါပဲသူတို့ မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြဲတမ်း share လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ပါတယ်ဒါကတော့ဖိလစ်ပိုင်သမ္မတနဲ့တမိဖြစ်သူဒုသမ္မတတို့ဒီနိုင်ငံရေးပဋိပက္ခတွေကြောင့်သမ္မတဟောင်းဖြစ်တဲ့ဒူတာတေးပေါ့ဒူတာရေးကျွန်တော်တို့ဒီဖန်စီကိုင်တဲ့အခြေအနေပါဒီကနေ့မနက်ပိုင်းမှာဒူတာတေးကဒါဖိလစ်ပိုင်လေဆိပ်ဖိလစ်ပိုင်နိုင်ငံမနီလာလေဆိပ်မှာသူဖန်စီခံလိုက်ရတယ်ပေါ့ဖန်စီခံလိုက်ရတဲ့အကြောင်းရင်းကဒီဖာဒီနန်မာကိုပေါ့ဖာဒီနန်မာကိုနဲ့ဒူတာတေးရဲ့သမီးဖာဒီနန်မာကိုကဖိလစ်ပိုင်မှာသမ္မတပြီးတော့ကျွန်တော်တို့ဒူတာတေးရဲ့သမီးကဖိလစ်ပိုင်မှာဒူးသမ္မတသူတို့နှစ်ခုရဲ့သူတို့အိမ်နှလုံးပေါ့ဗျာသူတို့အိမ်နှလုံးရဲ့နိုင်ငံရေးအားပြိုင်မှုတွေကြောင့်အဲ့ဒီတက်ရောက်မှုကဒီဒူတာတေးကိုသွားပြီးရိုက်ခတ်လိုက်တယ်ဒူတာတေးက2016ခုနှစ်ကနေပြီးတော့2020ခုနှစ်ထိသူကဖိလစ်ပိုင်သမ္မတဖြစ်သူကတာဝန်ထမ်းဆောင်တဲ့အတွင်းမှာသူကဒါမူရေးစေဝါနဲ့ပတ်သက်ပြီးတော့သူနှိမ်နင်းမှုတွေလုပ်တဲ့အတွက်ကျွန်တော်လူပေါင်းများစွာတေဆုံးတာတွေဖြစ်ခဲ့ရတယ်အဲ့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ဒီ ICC ကသူ့ကိုဒါအရေးယူမှုတွေဖြစ်လာတယ်ပေါ့ဗျာအရေးယူမှုတွေဖြစ်လာတယ်အဲ့တော့တနည်းအားဖြင့်ဒီဖြစ်စဉ်ဘာကြောင့်ဖြစ်ရလဲဆိုရင်တနည်းအားဖြင့်အနာဟောင်းကိုပြန်ဖော်တာပေါ့ဗျာအနာဟောင်းကိုပြန်ဖော်တာပေါ့အနာဟောင်းပြန်ဖော်ရတဲ့အကြောင်းရင်းကဒီမာကိုရဲ့သားဖိုင်နာမာကိုနဲ့ဒူတာသေးရဲ့သမီးလက်ရှိဒီဖိလစ်ပိုင်ဒုသမ္မတသူတို့နှစ်ယောက်ရဲ့အားပြိုင်မှုကသူ့ဖေကိုသွားပြီးရိုက်ခတ်လိုက်တယ်အဲ့တော့ဒီဖိလစ်ပိုင်နိုင်ငံမှာတော့ကျွန်တော်နိုင်ငံရေးအုံကြွမှုကြီးအကြီးကြီးထပ်ဖြစ်မှာဒူတာတေးကလည်းသူ့ရဲ့မိသားစုကိုသူ့ရဲ့နိုင်ငံကတကယ်ကိုကျွန်တော်တို့ပြင်းပြင်းထန်ထန်ထောက်ခံတာသူ့ရဲ့အင်အားစုကလည်းမနေဘူးဒီဒူတာတေးကသူကဒီ ICC ကပဲဖန်ဝနပေးတယ်ပေါ့ဖန်ဝနပေးတော့အဲ့ဒါကိုကျွန်တော်တို့လက်ရှိဖိလစ်ပိုင်ရဲ့သမ္မတလက်ခံတယ်ပေါ့ဗျာလက်ခံတဲ့အတွက်ဒါဒူတာတေးနိုင်ငံခြားနေပြောင်းတဲ့အခါမှာလေဆိပ်မှာဖမ်းတယ်ပေါ့ဗျာဖန်ဝနကြောင့်ဖမ်းတယ်ပေါ့အဲ့လိုအခြေအနေဖြစ်တာအဲ့ဒီလိုအခြေအနေအဓိကပြဿနာကလက်ရှိဒီမီဒီယာတွေရေးနေကြတယ်မင်းတို့ကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့ခေါင်းဆောင်နတ်ဆက်ကဥက္ကဋ္ဌကြီးလဲမင်းတို့ကြည်တာပါညာသူရှော့တောက်လျှောက်သူတို့ဟိုဖြစ်နေပါဗျာစိတ်သက်စစ်စင်လုပ်နေတယ်ခင်ဗျသိချစဉ်းစားကြည့်ဒီဒူတာတွေနဲ့ဒီကောင်ဒီမီဒီယာတွေမသိတာမဟုတ်ဘူးနော်ခင်ဗျအဲ့ဒီလိုအကုန်သိတယ်သူတို့ကနောက်ွယ်ကဘာကြောင့်ဒီလိုမျိုးဒူတာတွေဖမ်းခံလဲဆိုတာ तू မပါဘူးမပါဘဲနဲ့မသိရင်ပဲကျွန်တော်တို့ဘယ်နိုင်ငံကရဲတပ်ဖွဲ့နဲ့ဒူတာတွေကိုဝင်ဖမ်းသွားလဲဆိုတာလည်းသူတို့မသိဘူးအဲ့ထက်မှလည်းပါမလာဘူးဝင်ဖမ်းလိုက်တာကလည်းဒီအဲ့ဒီဖိလစ်ပိုင်နိုင်ငံရဲ့ရဲတပ်ဖွဲ့ကပဲဖမ်းတာဖမ်းခိုင်းတဲ့သူကဖိုင်နယ်မာကိုကဖမ်းခိုင်းတာဖိုင်နယ်မာကိုကလက်ရှိဖိလစ်ပိုင်ရဲ့သမ္မတပြီးကျွန်တော်တို့တစ်ဖက်မှာဒူတာတေးရဲ့သမီးရဲ့လက်ရှိဖိလစ်ပိုင်ရဲ့ဒုသမ္မတအဲ့ဒီအိမ်ရဲ့အားပြိုင်မှုကြောင့်ဒူတာတေးဖြစ်လာတာဒူတာတေးကကျွန်တော်မှတ်ထားတာကသူ့ရဲ့ဒီနိုင်ငံတကာသတင်းမှာတော့သူကလက်ရှိမှာသူကအသက်89နှစ်အရွယ်ရှိပြီတော်ရှင်းပါတယ်သူအဖမ်းခံရလဲရတယ်သူအနေနဲ့ဒီထောင်ထဲသွားဖို့အစဉ်သင်းရှိတယ်သူကတရားဝင်ပြောထားပြီးသားအဲ့ဒီရဲ့ပြဿနာကကျွန်တော်ပြီးခဲ့တဲ့ဒူတာတေးရဲ့လက်ထက်2021ခုနှစ်မှာ ICC ကဒီကိစ္စနဲ့ပတ်သက်ပြီးနှုတ်ပိတ်သွားတယ်ဒူတာတေးကပေါ်တင်မဲ့ view မဆကြအောင်သူပြောတယ်အဲ့ဒီရဲ့နောက်ပိုင်းမှာဒီဖိုင်နယ်မာကိုနဲ့ဒူတာတေးရဲ့သမီးဒုသမ္မတတို့သမ္မတနဲ့ဒုသမ္မတတို့အချင်းများရကနေ2023ခုနှစ်မှာဒီကိစ္စကိုပြန်ပြီးအသက်သွင်းတယ်ဖြစ်လာခဲ့တာအဲ့တော့သူတို့ကပြောတယ်အမြင်တို့လက်ရှိဒီနိုင်ငံတော်ခေါင်းဆောင်တွေလည်းကြည်ထားပါညာပေါ့ဗျာခင်ဗျကြည်စရာအောင်မလို့တော့ဘာမှမဆိုင်မြန်မာနိုင်ငံနဲ့အဝေးကြီးနော်နိုင်ငံရေးစနစ်တည်ဆောက်မှုကလည်းမတူဘူးဘာမှမဆိုင်ဘူးဘာမှကိုမဆိုင်တဲ့အခြေအနေအဲ့တော့ဗျာကျွန်တော်အဲ့ဒီသတင်းကိုကျွန်တော်ပြန်ချုပ်ခြင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီတိုင်းပြည်ချစ်တဲ့နိုင်ငံသူနိုင်ငံသားတွေသိသိခြင်းတယ်ပြီးတော့အနေနဲ့ရမှာတာဝန်ထမ်းဆောင်နေတဲ့တပ်မတော်သားတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဒါကျွန်တော်တို့သိသိခြင်းတယ်ပြည်သူစစ်တွေသိသိခြင်းတယ်ဒူတာတေးကိုလက်ရှိ ICC ကသူ့ကိုဖမ်းလိုက်သူ့ရဲ့အမိန့်ကြောင့်ဖမ်းတယ်ပေါ့ဗျာဖမ်းတဲ့ကြောင့်ဖမ်းတယ်ဒီဒူတာတေးကိုဖမ်းလိုက်တာကလက်ရှိဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုရဲ့အမိန့်နဲ့ဖမ်းတယ်တနည်းအားဖြင့်ဟိုကဖမ်းဝရမ်းလာလို့ဖမ်းဝရမ်းကပေးပို့တယ်ဖမ်းဝရမ်းကကျွန်တော်တို့ဒါဖိလစ်ပိုင်သမ္မတရုံးကိုရောက်တယ်သမ္မတရုံးရောက်တဲ့ဟာကိုရောက်တဲ့ဒီစာကိုဖိလစ်ပိုင်သမ္မတကဒါကိုအတည်ပြုတဲ့အခါမှာဒူတာတေးကဟောင်ကောင်ကနေပြီးတော့ဖိလစ်ပိုင်နိုင်ငံမနီလာလေဆိပ်ကိုရောက်တဲ့အခါမှာဒီသမ္မတရဲ့အမိန့်နဲ့ဖမ်းလိုက်တယ်အဲ့ဒါကြောင့်ဖမ်းရတဲ့အကြောင်းကဒီအိမ်နှလုံးရဲ့ဖာဒီမာကိုအုပ်စုနဲ့ဒူတာတေးအုပ်စုရဲ့အားပြိုင်မှုတွေကြောင့်ဖြစ်တာအဲ့တော့ကျွန်တော်ပွဲရတော့တော်တော်လေးဆူသွားပြီဘယ်လိုပဲဖြစ်ဖြစ်ဒါဖိလစ်ပိုင်နိုင်ငံမှာတော့ကျွန်တော်နိုင်ငံရေးအုံကြွားမှုကြီးကအကြီးကြီးဖြစ်မယ်ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံရေးရည်စည်းကြောင်းနဲ့လက်ရှိမြန်မာနိုင်ငံရဲ့ရည်စည်းကြောင်းဘာမှဖြစ်စရာအကြောင်းဖြစ်ပါဘူးမြန်မာနိုင်ငံတော့ဘာမှစိုးစရာမရှိဘူးကျွန်တော်တို့နိုင်ငံကောင်းဆောင်တွေကပန်းပန်လှည့်ပါပဲသူတို့လှုပ်ရှားချင်ရလုပ်မယ်ဒီခါတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီကဥက္ကဋ္ဌကြီးပြောထားပြီးသား2025ခုနှစ်အကုန်တရဒီဇင်ဘာ
ပြီးကျွန်တော်2026ခုနှစ်ဇန်နဝါရီလအတွင်းမှာရွေးကောက်ပွဲကျင်းပမယ်တရားဝင်ပြောထားပြီးသားပြီးရင်ကျွန်တော်တို့ဒီဗိုလ်ချုပ်စော်မင်းတို့ကလည်းပြောတယ်ကျွန်တော်ဗိုလ်ချုပ်စော်မင်းပြောတာကျွန်တော်နားထောင်ပါတယ်အဓိကကရွေးကောက်ပွဲနဲ့ပတ်သက်ရင်ကျွန်တော်တို့လူငယ်တွေအခန်းကဏ္ဍအရေးကြီးလို့ပြောတယ်တနည်းအားဖြင့်ကျွန်တော်လွတ်တော်မှာလူငယ်တွေကိုနေရာပေးမယ်ဆိုတဲ့သဘောပဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဗိုလ်ချုပ်စော်မင်းတို့ရဲ့ပြောဆိုမှုကတကယ်ကိုကျွန်တော်တို့အနှစ်သာရရှိတယ်အဲ့ဒါကဒီလွတ်တော်နိုင်ငံရေးကိုလူငယ်တို့နဲ့တိဆောက်မယ်ဆိုတဲ့သဘောကိုပြောပါတယ်လူငယ်တွေရဲ့အခန်းကဏ္ဍအရေးကြီးမှုကိုဗိုလ်ချုပ်စော်မင်းတို့အကျယ်တဝင့်ရှင်းသွားတယ်အဲ့ဒါကကျွန်တော်တို့လာမယ့်ဒီလွတ်တော်နိုင်ငံရေးကိုလူငယ်တွေနဲ့သွေးသစ်လောင်းမယ်လို့ကျွန်တော်နားလေရတယ်တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့လာမယ့်ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပမယ်သို့မဟုတ်2026ခုနှစ်ကျွန်တော်တို့ဒါဇန်နဝါရီလမှာကျင်းပမယ်လို့ပြောထားပြီးသားအဲ့တော့ဒီ ICC ကဖောင်ဝရမ်းထုတ်နေတာကခင်ဗျာလက်ရှိသမ္မတပူတင်ပြီးရင်ကျွန်တော်တို့အစ္စရေးဝန်ကြီးချုပ်เนาะပြီးတော့ကျွန်တော်တို့အခြားလူတွေရှိတယ်အများကြီးပဲဘာမှကျွန်တော်ရေကုန်ကြအကြောင်းမရှိတာပါအဲ့တော့ဒီဖိလစ်ပိုင်ရဲ့ဖြစ်စဉ်နဲ့မြန်မာနိုင်ငံရဲ့ဖြစ်တည်မှုဘာမှမဆိုင်ပါဘူးဘာမှလည်းကျွန်တော်စိုးရိမ်တာအကြောင်း